နှလုံးအိမ်အတွင်း၌ကိန်းအောင်နေသောအရာများစတင်ခြင်း၏ကြည်နူးမှုသည်ပျက်စီးခြင်း၏ခါတိမှုအားတပါးတည်းတည်ဆောင်ထားရ၏လူပြိုခြင်း၏တင့်တယ်မှုသည်အိုမင်းခြင်း၏ဟောင်းနွမ်းမှုအားတပါးတည်းတည်ဆောင်ထားရ၏ကျမ်းမာခြင်း၏တန်ဆွမ်းမှုသည်ဖောက်ပြန်ခြင်း၏ဖြစ်စည်းမှုအားတပါးတည်းတည်ဆောင်ထားရ၏အောင်မြင်ခြင်း၏တောက်ပမှုသည်ဆုပ်ယုပ်ခြင်း၏မှေးမှိန်မှုအားတပါးတည်းတည်ဆောင်ထားရ၏ပိုင်ဆိုင်ခြင်း၏ကျေနပ်မှုသည်လွတ်ကျခြင်း၏ဆုံးရှုံးမှုအားတပါးတည်းတည်ဆောင်ထားရ၏ဆုံးတွေ့ခြင်း၏နှွေးထွေးမှုသည်ကွဲကွာခြင်း၏ဤဆက်မှုအားတပါးတည်းတည်ဆောင်ထားရ၏မျှော်လင့်ခြင်း၏တောင်းတမှုသည်မီးဟပ်ခြင်း၏လောင်ကျွမ်းမှုအားတပါးတည်းတည်ဆောင်ထားရ၏ညှိကပ်ခြင်း၏ကန့်ညှိမှုသည်မိုင်မဲခြင်း၏ညဉ့်ညမ်းမှုအားတပါးတည်းတည်ဆောင်ထားရ၏ဆွဲလန်းခြင်း၏တွေ့တာမှုသည်စုပ်ကိုင်ခြင်း၏နာကျင်မှုအားတပါးတည်းတည်ဆောင်ထားရ၏တည်ဆုံးခြင်း၏ခွဲခွာမှုသည်မွေးဖွားခြင်း၏ပြောင်းလဲမှုအားတပါးတည်းတည်ဆောင်ထားရ၏ထို့ကြောင့်ဤနှလုံးအိမ်အတွင်း၌ကိန်းအောင်နေသောအရာများအားဆင်ခြင်ကြည့်သောလောကစကြာဝဠာအနန္တ၌ဖြစ်တည်နေကြကုန်သောအရာခတ်သိမ်းသောမိသည်နောက်ပိတ်ဆုံးအခါတွင်ပျက်စီးခြင်းဖြင့်သာပန်းဝင်ခဲ့ကြရ၍တလောကလုံး၌တည်မြဲမှုမြုံမုံစွာမျှပင်မရှိသောအနိစ္စ၏သဘောမှန်ကိုလောကသားတို့အားမြတ်သောဗုဒ္ဓမီသည်မိမိတို့ကိုယ်တိုင်ကိုယ်ကျနားလည်သိရှိနိုင်စေရန်နှင့်ထိုကဲ့သို့ဖြစ်ခြင်းအနိစ္စ၏နောက်ွယ်၌အနိစ္စလက်လန်းမမီနိုင်သောဖြစ်ပျက်ချုပ်ဆောင်ရာစေသို့မိကဲ့သို့ခရီးနေရန်လမ်းပြတော်မူခဲ့ခြင်းဖြစ်ပေ၏ရှေ့ပြေ